လုံးဒီကုန်းချုပ်အနေနဲ့ကဏိတိတ်လို့ဆိုတဲ့ဘွယ်ရပုဂ္ဂိုလ်များမှာကြလို့တာပညာရေးဆိုတာအဆောက်အအုံကြီးတစ်ခုဆောက်လုပ်တာနဲ့အလားတရတူပါတယ်ဒါကြောင့်မို့ဒီတက္ကသိုလ်မှာသုတ္တဓမ္မဒီပလိုမာဆိုတာပေါင်းနေရှင်ကောင်းကောင်းချပေးတာဖြစ်ပါတယ်သုတ္တဓမ္မဒီပလိုမာ level 1 2 3ဖြစ်ဆိုအောင်မြင်ခြင်းဖြင့်ပညာရေးမိမိတို့တဏ္ဍမှာရှိတဲ့ပညာရေးအဆောက်အအုံကြီးပေါင်းနေရှင်ကောင်းကောင်းချတာပေါင်းနေရှင်ပေါ်မှာမူတည်ပြီးတော့သုတ္တဓမ္မကဝေတိသူဒေသနာလုပ်တဲ့အစဉ်တို့နောက်သုတ္တဓမ္မဝေတိတတိနာလဲတဲ့အစဉ်နောက်ဆုံးမှာသုတ္တဓမ္မဝိပါဝိပညာရှင်အစဉ်ပေါင်းနေရှင်ပေါ်မှာယက်တည်ပြီးတော့ကဝေတိမှာဝေတိဝေတိမှာဝိပါဝိအစဉ်ရောက်အောင်ကျူစာအထောက်ကြပါလို့မှတ်ကြလို့ပါတယ်2026ခုနှစ်ဘုဒ္ဓမအနေနဲ့စီစဉ်အားပြည့်စုံအောင်ကျူပန်အထောက်ကြတဲ့နေရာမှာတူတယောက်ရဲ့လှုပ်ဆောင်ချက်ပုံပဲနဲ့ပက်ပေါင်းစုံအလွာပေါင်းစုံကဝိုင်ဝန်းပြီးတော့လှုပ်ဆောင်လို့ဒီအလုပ်ကြီးဟာကြောမောအောင်မြင်စွာပြည့်စည်သွားတာဖြစ်ပါတယ်တူတယောက်ရဲ့လှုပ်ဆောင်ချက်ပုံပဲအမြတ်ရဲ့လှုပ်ဆောင်ချက်ဖြစ်လို့အလုံးပါဝင်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေတက္ကသိုလ်မှာရှိတဲ့ဌာနပေါင်းစုံအကျိုးရေးနဲ့ပညာရေးဌာနအနုကဌာနကျမ်းမြူဌာနစာအုပ်စာပေဌာနဌာနပေါင်းစုံနဲ့တက္ကသိုလ်မှာပါဝင်ပြီးတော့ဆောင်ရွက်ပေးကြတယ်မြေနာမတွေမာရွေလို့ရှိရင်လည်းပြင်ဆင်ပြီးတော့ပတ်သားကြပါအဆက်စီဝန်ထမ်းများအစစ်ပြမကုမ္ပဏီမိသားစုများအဲ့တဲ့ကုမ္ပဏီမိသားစုများကိုအောင်လွယ်အောင်မှုရှိတဲ့မိသားစုများအိုင်ဂရီမိသားစုများအလုံးပါဝင်ပြီးတော့လူကြတတ်ကြတယ်ကုသိုလ်ရှင်များစတုရိတာကျွေးကြတယ်ကုသိုလ်ရှင်များနောက်ဆုံးမှာဒီပွဲကြီးအောင်မြင်မြင်ပြအောင်ဝေယဝိစာကိုအာကျုံမတကြဆောင်ရွက်ကြတယ်ပုဂ္ဂိုလ်အပေါင်းအလုံးတကြီးတဲ့ကျေးဇူးတင်ကြောင်းအများရဲ့ကိုးစားပြောကြလိုပါတယ်ပါဝင်သူအလုံးကိုကျေးဇူးတင်ပါတယ်သူတို့ရဲ့ကျေးဇူးကြောင့်အများရဲ့ကျေးဇူးကြောင့်ဒီပွဲကြီးအခုလိုပြည်ပြီးစီစီအောင်မြင်ဒါ2026ခုနှစ်ပွဲတမအနေနဲ့ကဏ္ဍအစီအစဉ်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီဆိုတာကိုဝမ်းမြောက်ဝမ်းသာသာဓုအနုမောဒနာပြု၍ဒီကုန်းချုပ်ကြပါစို့